စိတ်ချမြတ်တဲ့ဇနီးမောင်နှံပြမြင်လိုက်ရင်ပီတိများနဲ့ပြုံးလို့ရွှင်ကြည်သာမာနမရှိပါဘယ်ခါကြည့်ကြည့်မျက်နှာချိုသာဦးဆန်းဝင်းနဲ့တော်ဝင်းမှာလူနေရလို့အမြဲပျော်ရွှင်တာဇောတိကတထေးကြီးနဲ့သူလကာကြီးပမာလူရပါပြီဘဝလီလီတန်တရားဆက်ဆက်နတ်လူချမ်းသာကောင်းလို့ဖြာအစော